ခေါင်းဆောင်ကြီးဟာကပရီမေရီကတိုနီစတာနဲ့ဘီစ်တို့အရေးပေါ်အစည်းအဝေးခေါ်လိုက်ပါတယ်။ပြီးရဝိုင်မန်ဘတ်ဆိုဟာရှေ့လုံးလို့တယောက်တည်းကြောင်ပြောင်းနေတဲ့ဘီစ်ကတော့အားလုံးနာပေမဲ့ဘာရီများရေးကြီးလို့ခေါ်လိုက်တာလဲလို့ပြောလိုက်တာကိုရီစ်ကတော့ပေါ်ပေါ်တန်တန်တွေ့ရလို့ယူဆကအဲစကားကိုတိတ်ပွေမကြပါဘူး။ရီစ်ကသူ့ရဲ့လက်တော့ကိုဖွင့်ကကပရီမာပဲလွန်ခဲ့6နိုင်ကပေးပို့ခဲ့အတန်မက်ဆေ့ကိုဖွင့်ပြလိုက်ပါတယ်။ quality မပြတ်မသားနဲ့အတန်မက်ဆေ့ထဲမှာတော့ကပရီမာပဲကရီစ်ကိုသူ့ရဲ့အဖွဲ့ကိုခေါ်ပြီးပေးပို့ထားတဲ့ကိုordinateကိုအမြန်လာကြည့်ဖို့အထိတ်တလန့်နဲ့ပြောထားပါတယ်။တိုနီစတာကရီစ်ကိုအဲ့ကိုသွားရင်ဘာအကျိုးမဲ့ရမှာလဲလို့မေးလိုက်Rich ကသူ့ရဲ့ drone ကိုကပရီမာပဲပြပို့ခဲ့ကို ordinate ကိုလွတ်ပြီးတွားကြည့်ခိုင်းခဲ့တော့တွေ့ခဲ့တဲ့ပုံရိပ်ကိုတိုနီကိုဖွင့်ပြလိုက်ပါတယ်။ဒါအောင်မြင်လိုက်တဲ့တိုနီက NOD နဲ့ Galactic ကြီးလာလို့ထားပြောလိုက်တဲ့အချိန်မှာတော့ Rich ကတော့ coordinate တွေကနေဖွဲ့သေးကြော်လေးမှသာရှိလို့ Galactic ကြီးကွာကြီးကိုဥတီလာကြောင်းရှင်းပြပြီး Galactic ရဲ့ခန္ဓာကိုယ်ကလှုပ်တော့မလှုပ်တော့ဘူးလို့ပြောပြခဲ့ပါတယ်။အဲ့ဒီခါမှာတော့တိုနီကပတိန်နဲ့ Beast တို့က Galactic ရဲ့ခန္ဓာကိုယ်ကကလာဝက်တစ်ခုလုံးကိုဒေါင်းမဲ့လမ်းပစ်လို့ရရင်ဤပညာရေးနဲ့ဖွဲ့စည်းကြတာမို့လို့ Galactic ရဲ့ခန္ဓာကိုယ်ကိုချားမတမားရဲ့ဖွဲ့စည်းရမရတဲ့ဖြည့်ဆည်းပြရမယ်အကြောင်း Galactic တေးပြီးဆိုတော့ဘယ်သူမှသိနိုင်သေးတာမဟုတ်ကြောင်းငြင်းခုန်နေကြပါတယ်။ Rich ကတော့မင်းတို့ပြောလို့ပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာအချက်လက်မှတေချာသိရသေးတာမဟုတ်လို့အသက်ရှင်ရရှိရင်လည်း Galactus ကကဘာကြီးကိုဖျက်ဆီးဖို့လာနေရမလို့ကဘာအတွက်အန်ရရှိပြီအခုကခန္ဓာကိုယ်ကမလှုပ်တော့တာမို့ကဘာကိုမရောက်ခင်ပဲတည်သွားတယ်ဆို Beast တို့ပြောတယ်လို့မျိုးအခြားဖွဲ့စည်းရလက်ထဲရောက်သွားနိုင်ပြီးခြားဖြစ်နိုင်ကြီးကတော့ငါတို့ကိုကူညီဖို့လာနေတာဖြစ်ကြောင်းပြပလိုက်ပါ Rich ကတော့ဒီအကြောင်းကိုပိုတိဖို့လို့တက်သွားကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီးဘာဆက်ဖြစ်မှမသိတဲ့ mission အတွက်အားလုံး hero တွေကိုရတလောက်စုပြီးအာဂတာတဲကိုထောက်ခံခဲ့ကြပါတယ်။တွားနေတဲ့လမ်းမှာတော့ Johnny က Eliana ကိုစားနှောက်နေခဲ့ပြီးသူ့မှသူ့ကောင်ကိုခေါ်လိုက်ပါလမ်းတစ်လျှောက်လုံးမှာရေမောမောနဲ့အဖွဲ့သားတွေအားလုံးချီတက်ခဲ့ကြပြီးနောက်ဆုံးမှာတော့အာကာတာရဲလက်မျောနေတဲ့ Galactus ရဲ့ခန္ဓာကိုယ်နာကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ရောက်လာတဲ့အချိန်မှာတော့နိုင်ငံနောက်ကျခဲ့ပြီး Galactus ရဲ့ပါဇက်ထဲမှာတစုံတယောက်ပုံကွယ်ပြီးသူတို့ကိုချောင်းကြည့်နေတာကို Wolverine ကတွေ့သားခဲ့ပြီးအားလုံးကိုပြောပြခဲ့ပါတယ်။အဲ့ဒီခါမှာတော့အဖွဲ့သားတွေအားလုံးပါဇက်ထဲကိုသွားဖို့ပြင်ဆင်ခဲ့ကြပေမဲ့ Captain America ကတော့ Roddy ကိုရင်ပေါ်မှာကြံခဲ့လို့ပြောလိုက်ပါတယ်။ Roddy ကဒီကိုငါ့ကိုခေါ်လာတာရင်မောင်းဖို့တက်ပဲလားလို့မေးလိုက်ပါတယ်။ Captain ကတော့မင်းကိုခေါ်လာတာမင်းရဲ့အစွမ်းကိုယုံကြည်လို့ဖြစ်ပြီး Warfare ဖြစ်ခြံထားခဲ့တာမို့လို့အမေပေးတာနဲ့အကုန်လုံးကိုမင်းကဖျက်ဆီးပစ်မှာရမှာမို့လို့လောလောဆယ်ရင်ကိုစောင့်ကြည့်ခိုင်းတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ပါဇက်ကြီးတွေကိုရောက်တဲ့အခါမှာတော့အားလုံးကကိုစီပတ်ကြည့်နေခဲ့ကြပြီး Galactus ခန္ဓာကိုယ်ရဲ့အကြောင်းကိုသိပ္ပံနီးလန်းဆိုင်ရာဘာညာနဲ့သိပ္ပံပညာရှင် Rich ကတော့မတ်တက်ရက်ပြီးရှယ်ရှင်းပြနေခဲ့လို့တင်းနဲ့ Tosh ကတော့စိတ်မချဖြစ်ခဲ့ရငါတို့ဒီကိုခေါ်လာဆော့ပလော်တီးဖို့မဟုတ်ဘူးလားလို့ပြောလိုက်မှ Rich က sorry ပါကွာအဲ့ဒါဆိုငါတို့ဒီလောင်းကိုမဖြစ်စည်းခင်တီရှူးနမူနာရဲ့ရင်ယူဖို့လိုရလို့ပြောလိုက်ပါတယ်။ကပတိန်ကတော့ဒါဆိုအားလုံးအလုပ်ဆရာရှိရလို့လက်ကြမယ်လို့ပြောလိုက်တယ်လူစုခွဲပြီးခန္ဓာကိုယ်တွေကိုစက်ဝင်ခဲ့ကြပါတယ်။ Eliana Wolverine နဲ့အခြားဖွဲ့သားတွေကတော့ဆော့ပလော်မတီးရပဲတီရှူးနမူနာရဲ့ယူဖို့တက်ဒီထီလာခဲ့ရလို့စိတ်ပြက်နေခဲ့ပါတယ်။လန်တော့မှာတော့ရုတ်တရက်Wolverine ကရင်းနှီးရဲ့အနက်တစ်ခုရလို့အားလုံးကိုအတိပေးခဲ့ပြီး Eliana ကိုအခြားသူတွေကိုခေါ်ပြီးဒီကနေထွက်သွားဖို့ပြောခဲ့နေတော့မှပဲဇုံတယောက်ကရောက်ရှိလာခဲ့ပါတယ်။ခွဲသားတဲ့ Rizo ဘက်မှာတော့ Riz ကမပြတ်စည်းသေးပဲတီရှူးနမူနာယူပြီးဒီထဲမှာပဲတခြားလေးလာစရာဆက်လုပ်နေခြင်းတင်ပေမဲ့သူမှဟောဒီထဲမှာပဲဇုံတယောက်ရှိနေတဲ့ဒုက္ခရောက်နိုင်တာမလို့ဖျက်ဆီးပစ်ပြီးအိမ်ပြန်ကြဖို့ပြောနေပါတယ်။ဒီအကြောင်းကိုတင်းကလည်းထောက်ခံခဲ့ပါIron Man ကတော့ Rich ရဲ့ drone မှာဖမ်းမိခဲ့တဲ့အချက်လက်တွေရတက်ရှိ drone ကြောက်က Galactus ရဲ့ခန္ဓာကိုယ်ကိုအာကာသယာဉ်လိုမျိုးတုံးပြီးနေထိုင်နေရဆိုတာပြောပြခဲ့ပြီး Rich ကလည်းတက်ရှိစွမ်းရည်တစ်မျိုးကိုတစ်ဖိုက်ကနေတွေးရှိခဲ့တာမို့လို့စွမ်းရည်နေလာနေတဲ့နေရာကိုကာနေတဲ့အပိုင်းအစတွေကို Johnny ကဖျက်ဆီးခိုင်းခဲ့ပါWolverine ဘက်မှာရောက်ရှိလာတဲ့ဧည့်သည်ကကပရိမာပဲဖြစ်နေခဲ့ပေမဲ့သူဟာရင်လုံးမှုအသက်ရှင်လျက်မဟုတ်တော့ပဲ Wolverine ကကပရိမာပဲဟာ Rich ကိုအတန်မက်ဆေ့ပို့တွေကတေဆုံးခဲ့ပြီးသားဖြစ်ပြီးသူတို့ကိုမြားခေါ်ခဲ့တယ်ဆိုတော့သဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီခါမှာတော့ကပရိမေရီက Eliana ကိုသူတို့ကို Iron Man စီ teleport ပေးဖို့ပြောခဲ့ပါတယ်တိုက်ခိုက်ခြင်းနဲ့ Eliana ကနားမထောင်ပဲဇဝီဖြစ်နေတဲ့ကပရိမာပဲဘက်ကိုတိုက်ခိုက်ခဲ့ပါတယ်။ Eliana ရဲ့ဒိုင်းဆဲကြောင့်ကပရိမာပဲဟာလဲကျသွားခဲ့ပြီး Eliana ကလည်းကပရိမာပဲစီကဒီထက်ပိုမျောလင့်ထားအောင်လေတိုက်နေတော့မှာပဲ။ခြားတော့ဇွန်မီတွေပေါ်ထွက်လာခဲ့ပါတယ်။ Gru ဇွန်မီက Eliana ကိုသူ့ရဲ့ຫນွေနဲ့ပတ်ပြီးခေါ်သွားခဲ့ပါတယ်။ကြံရှိနေခဲ့တဲ့ Logan တို့ကိုဇွန်မီဖြစ်နေတဲ့ hero တွေ villain တွေကဝိုင်းတိုက်ခဲ့ပြီး Logan တို့အခက်ခဲတဲ့ကြောက်ရောက်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းသူမိမကဖျက်ဆီးပစ်ပြီးအမြန်ပြန်မှုတစ်ဖက်မှာပြောနေပေမဲ့ခေါင်းမာရဲ့သိပ္ပံပညာရှင် Rich ကတော့ဒီထိရောက်လာခဲ့ပြီးမှရှေ့ဆက်တိုးခဲ့ပါတယ်။ခဏကြာမှာတော့ယွန်စရာအနံစိုးကြီးနဲ့အညီချွဲအိုင်ကြီးကိုတွေ့ခဲ့ကြပြီးအိုင်ထဲကနေရုတ်တရက်တစုံတယောက်ထွက်လာခဲ့ပါတယ်။အဲ့သူကတော့ Galactus ရဲ့လမ်းပြဆေးပါစာပါဖြစ်ပြီးမင်းဒီမှာဘာလုပ်နေရလဲလို့တင်းကမေးလိုက်ပါတယ်။ဆေးပါစာပါကတော့ရင်လုံးမဟုတ်တော့ပဲဇွန်မီတစ်ကောင်ဖြစ်နေပြီးဂျွန်နီကိုပြေးခိုက်ခဲ့ပါတယ်။ကပတိန်မေကာဘက်မှာလည်းအရေးနေခဲ့ပြီးမကနက်တိုဟာအခိုက်ဟန်ရပြီးဘီဂျိုဘက်မှာလည်းကြာရှုံးခဲ့ရပါတယ်။ကပတိန်ကတော့တောကို Rodisi ပြန်ပြီးဓာကြီးကိုတစ်စက်မကြံဖျက်ဆီးပေးဖို့ပြောခိုင်းခဲ့တာကိုကိုစတေးခဲ့ပါတော့ကလည်းပါဇက်တွေကနေပြန်ထွက်ချိန်မှာတော့ Marvel Superman ကလုံးလို့ပြောရတဲ့ဇွန်မီဖြစ်နေတဲ့ Gladiator နဲ့တွေ့ခဲ့ပါတယ်။တစ်ဖက်မှာတော့အကိုက်ခံရတဲ့ Johnny ကဇွန်မီဖြစ်ပြောင်းသွားခဲ့ပြီးဝမ်းနဲ့အကြည့်တွေနဲ့ဒါငါတို့စီနာလို့မဟုတ်ခဲ့ဘူးလို့သူ့ကိုပြောနေတော့မှအင်းဟာ Johnny ရဲ့ဇွန်မီဖြစ်တော့မဲ့ခေါင်းကိုထိုးခဲခဲ့ပါတယ်။သူ့မောင်တဲ့ယူဂျုံမီယာဖြစ်နေခဲ့တဲ့စုကို Rich ဟာသူတို့ကလေးတွေကြီးပြန်ရမယ် Johnny မရှိတော့ဘူးဆိုပြီးအတင်းဆွဲခေါ်ခဲ့ပါတယ်။ထိုအချိန်မှာတော့နောက်ကျသွားခဲ့ပြီးစုဟာဇွန်မီဖြစ်ပြောင်းသွားခဲ့ပါတယ်။လေမြန်မော်ကြံခဲ့တဲ့ Roddy ကတော့တောလာနေတာကိုကပရိမေကထင်ပြီးလာကြည့်မှာအမြန်ပြန်လာတဲ့တောကိုတွေ့ပြီးဘာဖြစ်တာလဲလို့မေးတော့မှနောက်က Gladiator နဲ့ဇွန်ဘီအုပ်ကြီးကိုတွေ့သွားခဲ့ပါတယ်။ထိုအချိန်မှာတော့ကလည်းဇွန်ဘီဖြစ်နေခဲ့တာဖြစ်ပြီးဝိုင်းတိုက်ခိုက်ချိန်မှာတော့ရေမက်ကြီးလည်းပေါက်ကွဲခဲ့ရပါတယ်။ထိုအချိန်မှာ Spider-Man ကဘော်ရိုင်နဲ့တာယာနေချိန်မှာဂွိုင်းစီဥတီနေတဲ့ Galactus ရဲ့ခန္ဓာကိုယ်ကြီးဟာကမ္ဘာမေးတော်တို့ထိုးကြရင်အပိုင်းတွေဟာပြီးဆုံးသွားခဲ့ပါတယ်